လောကသားတို့အတွက်မြတ်ဗုဒ္ဓဤကြိုးပမ်းချက်အပိုင်း60နှစ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟာလောကသားတွေအကျိုးလို့ငါအလောင်းတော်ဘွားကပါရမီ7ပါးအပြား30ကျင့်ပွဲ3ရက်ဘုရားဖြစ်ရန်ကြိုးပမ်းအထောက်မှုတွေအရရနဲ့သဗ္ဗညုတဉာဏ်တော်ကြီးကိုရရှိဖို့ဥတည်ပြီးတော့တရားတို့ရဲ့ကောင်းကျိုးတည်ဖို့ရွတ်ဆောင်တော်မူခဲ့တာကဘာပေါင်းလေးအသင်္ချေနဲ့တသိန်းတာကာလမြတ်ပါရမီတမ္ပါဒတွေကိုစီဘူးအထောက်တော်မူခဲ့ဘုရားဖြစ်တော်မူတဲ့အခါမှာလည်းပဲတရားတွေရဲ့ကောင်းကျိုးအတွေ့နိဗ္ဗာန်ညာမအားဆိုတာလို့ကြိုးပမ်းအထောက်တော်မူခဲ့လောကသားတို့ရဲ့အကျိုးအလို့ငါတက်တက်မြတ်စွာဘုရားသခင်ကိုရောမြတ်ဆောင်ရွက်တော်မူခဲ့တာဖြစ်တယ်အကျဉ်းတရားနဲ့ကြီးမားလာတဲ့ပညာတရားမိမိရဲ့စွမ်းအားနှစ်ခုကိုအသုံးချပြီးတော့တရားတွေရဲ့အကျိုးကိုသိဖို့ဆောင်ရွက်တော်မူခဲ့တာလောကမှာအများကျိုးကိုဆောင်ရွက်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေမှာအဓိကအရေးချင်း2ရပ်ကတော့အကျဉ်းတရားနဲ့ပညာတရားပဲဖြစ်တယ်အကျဉ်းတရားဟာတာမန်အကျဉ်းတရားမျိုးမဟုတ်ပဲနဲ့လောကသားတွေကမိမိအပေါ်မှာမြည်မြဝေဆန့်ကျင်ဘက်ပြုအကျဉ်းတရားဟာသွေဖယ်သွားတယ်လို့မရှိပဲလောကသားတွေရဲ့အပေါ်မှာထားရှိတဲ့ကရုဏာကြီးမားလာတဲ့ကရုဏာကြီးဖြစ်လို့မဟာကရုဏာနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးတရားတွေရဲ့အကျိုးကိုမဟာကရုဏာရှေ့ထားပြီးဆောင်ရွက်တော်မူခဲ့တာတမန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်လောကလူတွေမှာအကျဉ်းထားရမယ်ကရုဏာပွားရမယ်ပုဂ္ဂိုလ်ဆိုတာလူတိုင်းအတွက်မဟုတ်ဘူးလို့ဖြစ်တယ်တမန်အဖြစ်ကြည့်မယ်ဆိုရင်အပေါ်ယံအပိုင်းခြားကြည့်မယ်ဆိုရင်စီးပွားဥစ္စာတွေဖြစ်ထွန်းနေတဲ့ပုဂ္ဂိုလ်တွေကျမ်းမာတန်ဆွမ်းနေတဲ့ပုဂ္ဂိုလ်တွေလူမှုရေးအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေယာဓုဂုဏ်သိစည်းစိမ်ဥစ္စာတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေဟာကရုဏာထားရမယ့်ပုဂ္ဂိုလ်တွေမဟုတ်ဘူးလို့တာမန်လောကသားတွေအမြင်နဲ့ကြည့်မယ်ဆိုဒါတွေကကရုဏာထားတဲ့ပုဂ္ဂိုလ်ရဲ့အာယုံစရင်ထဲမှာမပါဘူးဒုက္ခရောက်နေကြတဲ့ငရဲဘုံရောက်နေကြတဲ့ငရဲသားတွေတိရစ္ဆာန်ဘဝရောက်နေကြတဲ့တိရစ္ဆာန်တွေပြိတ္တာဘုံရောက်နေကြတဲ့ပြိတ္တာလူဖြစ်ပါလေရဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့နေကြစာဝန်တွေမပြည့်စုံလို့ဆင်းရဲတာတစ်မျိုးယောဂဝေဒနာနှိမ့်ဆက်လို့ဆင်းရဲတာတစ်မျိုးဖန်ဆီးနှိမ့်ဆက်မှုခံရလို့ဆင်းရဲတာတစ်မျိုးလို့ဆိုတဲ့ဒီလောကလူတွေသိတဲ့ဆင်းရဲမျိုးဒုက္ခရောက်တဲ့ဒုက္ခိတတ attva မျိုးကိုသာလေကရုဏာထားเสียလို့တမ္မာအားဖြင့်တော့ဒီလိုပဲမြင်ကြမှာပဲမြတ်စွာဘုရားရဲ့ကရုဏာတရားဟာဒီတဲ့ကြီးမားတယ်ပေါ့လောကသားအလုံးတဏှာဝဋ်ထဲကမလွတ်သေးတဲ့ပုဂ္ဂိုလ်ဟာပြမာကြီးပဲဖြစ်ဖြစ်နတ်မင်းကြီးပဲဖြစ်ဖြစ်ယာရုဂုဏ်သိစည်းစိမ်ဥစ္စာကြီးမားတဲ့လူတွေပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီကနေ့ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းသာသာမြင်တွေ့နေရတော့လေနောက်ရိပ်ကြလို့ရှင်စရာရဲ့နှိမ့်ဆက်မှုဗျာဒီရဲ့နှိမ့်ဆက်မှုဗရဏရဲ့နှိမ့်ဆက်မှုဆိုတာလေဒုက္ခရောက်သွားမှဆိုတာကိုကြိုတင်ပြီးတော့မြတ်စွာဘုရားကရုဏာထားတဏှာဥက္ကမလွတ်သေးတဲ့တရားမှန်သမျှဟာလောကသားတွေမှန်သမျှကရုဏာထားရမယ့်ပုဂ္ဂိုလ်တွေကြီးပဲလို့ဆိုမြတ်စွာဘုရားအနေနဲ့ဒီကရုဏာမထားရမယ့်ပုဂ္ဂိုလ်ဆိုတာမရှိသလောက်တရားအလုံးပေါ်မှာကြီးမားကျယ်ပြန့်လာတဲ့မဟာကရုဏာအကျဉ်းတရားနဲ့တရားတွေရဲ့အကျိုးစီးပွားကိုနေဗနာညာမှာကြိုးစားချီးမြှင့်တော်မူတာဖြစ်တယ်ပေါ့မဟာကရုဏာဉာဏ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာလောကကြီးတစ်ခုလုံးဟာစရာတွေရဲ့ဝန်းရံထားမှုကိုခံရတယ်ဗျာဒိတွေရဲ့ထောင်းထုနှိမ့်ဆက်မှုကိုခံရတယ်မရဏတရားတွေရဲ့စုပ်ပိတ်
ထားမှုကိုခံရတယ်ဆိုတဲ့လောကရဲ့အခြေအနေရရက်ကိုဆင်ញင်သုံးသပ်ပြီးကြီးမားလာတဲ့ကရုဏာနဲ့ဒီလောကတဲကလွတ်မြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားကြံဆောင်ပြီးဆုံးမဩဝါဒပေးနေဗနာနာညမအားဆောင်ရွက်တော်မူခဲ့ကရုဏာရှိတော်လဲသာမန်ပုဂ္ဂိုလ်တွေကြတော့တနာတတ်တော်လဲဘယ်လိုလွတ်မြောက်အောင်လုပ်ရမယ်ဆိုတဲ့နိလန်းကိုသိနိုင်တဲ့ပညာစွမ်းမရှိလို့ရှိရင်လဲဆောင်ရွက်ပေးနိုင်ကြမှာမဟုတ်ဘူးမြတ်စွာဘုရားကြတော့အခုလိုအကျဉ်းတရားနဲ့ကယ်မရမယ်တရားတွေဘယ်ပုံဘယ်နည်းနဲ့လွတ်မြောက်အောင်ဆင်းရဲဒုက္ခကလွတ်မြောက်အောင်ကြံဆောင်ရမယ်ဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအမှန်ကိုသိရှိနားလည်တော်ပညာတရားကအလွန်ကြီးမားသည့်အတွက်ကြောင့်ညီသည့်အကြောင်းအရာကိုပဲဖြစ်စေကိုရောမြတ်အနေနဲ့သိဖို့အာယုံစိုက်လိုက်တာနဲ့တပြိုင်နက်ထိုးထွင်းသိနိုင်စွမ်းရှိအပိပင်ဒါအစီမရှိတဲ့သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ညီသည့်တတ္တဝါလောကသားထဲမှာဒုက္ခကကဲ့တင်မှုအခြေအနေကောင်းတဲ့ကောင်းအောင်လမ်းညွှန်မှုပြုဖို့ဘယ်ပုဂ္ဂိုလ်ဟာဘယ်လိုပြောရမယ်ဘယ်ပုဂ္ဂိုလ်ဘယ်လိုဆုံးမရမယ်ဘယ်ပုဂ္ဂိုလ်ဘယ်လိုနားချရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းကြီးသိတော်မူတဲ့သဗ္ဗညုတဉာဏ်တော်စွမ်းအားနဲ့မြတ်စွာဘုရားဟာလောကသားတွေရဲ့အကျိုးဆောင်ရွက်တော်မူခဲ့တာအဲ့ဒါလို့ဆောင်ရွက်တော်မူတဲ့အခါမှာတမန်အားဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်ညပိုင်းမှာတစ်ချိန်လောကကြီးကိုကြည့်တယ်နတ်နှစ်ပိုင်းမှာတစ်ချိန်ဆိုပြီးလောကကြီးကိုကြည့်လောကမှာရှိတဲ့တရားတွေအားလုံးကိုအခြေအနေရရဆင်ញင်သုံးသပ်ပြီးတော့ဘယ်ပုဂ္ဂိုလ်ဘယ်လိုအခြေအနေရှိလို့ဘယ်တရားမျိုးဟောပြီးတော့ဘယ်လိုဆုံးမရင်ဖြင့်နားလေသဘောပေါက်မယ်ဆိုတာကိုအမြဲတမ်းနေ့စဉ်နဲ့အမျှတနေ့နှစ်ကြိမ်လောကသားတွေရဲ့အရေးကိုဦးစားပေးပြီးတော့ကြည့်ရှုတော်မူတာဖြစ်တယ်။သဗ္ဗညုတဉာဏ်ကွန်ရက်ကြီးနဲ့ဖြန့်ကျက်ပြီးတော့ကြည့်တယ်ကွန်ရက်ဆိုတဲ့ network ရသော်ဘုရားရဲ့သဗ္ဗညုတဉာဏ်တော်ကြီးဟာဖြန့်ကျက်လိုက်တယ်ဆိုရင်လောကသားတွေဟာဘာနဲ့ဥပမာတူလို့ဆိုရင်တယ်လီဗီရှင်းထဲမှာပေါ်လာတဲ့ရုပ်ပုံတွေလိုပဲအားလုံးဟာဒီစัจ java လာအတွင်းမှာရှိကြတဲ့လောကသားတွေအားလုံးနတ်မြမာတွေတခြားစัจ java လာမှာရှိတဲ့နတ်မြမာတွေအားလုံးလောကသားတွေအားလုံးဟာမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ခွင့်ရကြီးထဲမှာအားလုံးဟာပေါ်လွင်ထင်ရှားလာပြီးတော့ဘယ်ပုံဘယ်နည်းဆုံးမဩဝါဒပေးရင်နားလည်မယ်သဘောပေါက်မယ်ဆိုတာကိုမြတ်စွာဘုရားသိရှိသဘောပေါက်တော်မူတဲ့အတိုင်းပဲမိမိကိုယ်တိုင်ပဲမျှပဲပင်ပန်းအလုံးမြည်မျှပင်မအားလတ်သည်ဖြစ်စေလောကသားတွေအတွက်အမြဲတမ်းကြည့်ရှုပြီးတော့နေသွားရမယ့်ပုဂ္ဂိုလ်ဆိုရင်နေချက်ချင်းထားသွားတယ်ညတွေ့ဆုံရမယ့်ပုဂ္ဂိုလ်ဆိုရင်ညသွားတယ်ဘလောက်ဝေးလံတဲ့ဒေသပဲဖြစ်ဖြစ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြွလှမ်းတော်မူခဲ့ကြွတဲ့အခါမှာလဲကုန်းချောင်းကြွဖို့လိုအပ်ရင်ကုန်းချောင်းကြွတယ်တကူတော်နဲ့ကြွဖို့လိုအပ်ရင်တကူတော်နဲ့ကြွတယ်အဲ့ဒါကိုဖော်ကျူးထားတဲ့ဒီပိဋကတ်သုံးပုံမှာမှတ်တမ်းတင်ထားတဲ့ကာလလေးတစ်ပုဒ်ကဘောဓနေယံသနန္ဒိတဝတတသဟတေပိယောဇနေယူဇနာတသိန်းဝေးကွာခြင်းကွာပါစေတဲ့နားလည်အောင်ပြောပြရမယ်ပုဂ္ဂိုလ်တို့လောကသားတယောက်နားလည်အောင်ပြောပြဖို့လိုအပ်လာပြီဆိုတဲ့အချိန်မှာဘလောက်ပဲဝေးမြတ်စွာဘုရားချက်ချင်းရောက်အောင်သွားပြီးတော့သူ့ရဲ့အကျိုးစီးပွားဖြစ်ထွန်းမှုအတွက်ဆုံးမဩဝါဒပေးတယ်လို့ဆိုဘောဓနေယံသနန္ဒိတဝဒီနားလည်အောင်ပြောရမယ့်ပုဂ္ဂိုလ်ဒီနေ့နှစ်ကြိမ်ကြည့်တဲ့သဗ္ဗညုတဉာဏ်ကိုရကြီးထဲမှာတွေးလိုက်တာနဲ့တပြိုင်နက်တတသဟတေပိယောဇနေကိုရောမြတ်နေတဲ့နေရာနဲ့ယူဇနာသိမ့်ချီကွာလန်းတော်လည်းပဲခဏိတတံဥပသင်္ကမိတ်တော်ချက်ချင်းကြွရောက်ပြီးတော့ဘောရိတိတံမဟာမုနိမြတ်စွာဘုရားသခင်ကိုရောမြတ်သူ့ကိုနားလည်အောင်ဆုံးမဩဝါဒပေးတယ်အဲ့တော့မြတ်စွာဘုရားတဆူလောကမှာပွင့်ထွန်းပေါ်ပေါက်လာတယ်ဆို
လောကသားတွေဟာအမှောင်ကြီးတဲ့နေရတဲ့အချိန်ကအလင်းရောင်ရလာသလိုအမှန်တမ်းထူးခြားတဲ့အသိဉာဏ်တွေကိုရရှိလာကြတာဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသက်တော်80အရွယ်ရောက်တဲ့အခါမှာရှင်အနန္ဒမထေရမြတ်ကိုအာယုသင်္ကာရလွတ်ပြီးတဲ့နောက်မှာအာနန္ဒာရဲ့ငရင်လှုပ်ခြင်းအကြောင်းမေးခွန်းကိုဖြေဆိုပြီးတဲ့နောက်မှာငရင်လှုပ်ခြင်းရဲ့အကြောင်း10မျိုးဖြေရှင်းပြီးတဲ့နောက်မှာပရိသတ်10မျိုးအကြောင်းကိုမြတ်စွာဘုရားထုတ်ဖို့မိန့်ကြားတော်မူခဲ့တာဖြစ်တယ်။အဲဒီပရိသတ်10မျိုးထုတ်ဖို့မိန့်ကြားချက်ကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားဟာဘလောက်အလုံးလုံးတယ်ဆိုတာကိုခံမှန်းသိရှိလို့ရတယ်။အသေးစိတ်ပြောမယ်ဆိုလို့ရှိရင်တဏှေကုန်ထိုင်ပြောတောင်ကုန်မဲ့သဘောမရှိဘူးပေါ့။ဒါကြောင့်မို့လို့မြတ်စွာဘုရားဘယ်နေရာဘယ်ဒေသတွေရောက်ဖူးလဲဆိုရင်မြတ်စွာဘုရားမရောက်ဖူးတဲ့နေရာမကြွရောက်တဲ့နေရာဆိုတာမရှိသလောက်ပဲဖြစ်။ကျွတ်ထိုက်ဖို့တရားဓမ္မဟောပြောဖို့လိုအပ်တဲ့နေရာတွေမှန်သမျှမြတ်စွာဘုရားကြွရောက်ပြီးတော့ဆုံးမဩဝါဒပေးလိရှိတယ်။ဒီထဲမှာကျွတ်သည်ဖြစ်စေမကျွတ်သည်ဖြစ်စေတရားဓမ္မကိုနားလည်သည်ဖြစ်စေနားမလည်သည်ဖြစ်စေဝါသနာဘာခိယလို့မြတ်စွာဘုရားရဲ့အဆုံးအမလေးကိုနားကြားဘူးသွားတယ်နားထဲမှာရောက်သွားတယ်ဆိုရင်ပဲထိုပုဂ္ဂိုလ်ဟာဒီကြားဘူးတဲ့စကားသံလေးတရားသံလေးဟာနောက်အခါကျတော့တွေးတောဆင်ခြင်စရာလေးဖြစ်လာလိမ့်မယ်အနာဂတ်အတွက်အကျိုးပြုလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မြတ်စွာဘုရားဒီဘဝမကျွတ်သည့်တိုင်အောင်ဒီဘဝပြောပြလို့နားမလည်သည့်တိုင်အောင်မြတ်စွာဘုရားဟာကြွရောက်ပြီးတော့ဆုံးမစကားလေးတော့တခွန်းပြောလိုက်တဲ့အဓိပ္ပာယ်တော့အများကြီးရှိတယ်ပေါ့ဘယ်ဒေသတွေရောက်လဲခုခေတ်မြေကဘာရဲ့မြေပုံနဲ့ပြောမယ်ဆိုလို့ရှိရင်တချို့ကမေးကြတယ်မြတ်စွာဘုရားအာရှတိုက်မှာပွင့်တာဟုတ်တယ်ဥရောပရောရောက်ဖူးသလားအာဖရိကတိုက်ရောရောက်ဖူးသလားအမေရိကတိုက်တို့ဩစတြေးလျတိုက်တို့ရောက်ဖူးသလားဆိုလို့ရှိရင်ဒီစကားတော့ရဖြေဆိုရမယ်ဆိုရင်ရောက်ဖူးတယ်လို့ပဲပြောဒါလူပြည်ရဲ့ဒီအတိုင်းအဝိုင်းမြတာပြောတာဒီစัจ java လာဒီစัจ java လာထဲမှာရှိတဲ့ကျွန်းကြီး၄ကျွန်းလို့ဆိုပါစို့အနောက်ကျွန်းတောင်ကျွန်းအနောက်ကျွန်းမြောက်ကျွန်းအရှေ့ကျွန်းဆိုကျွန်းကြီး၄ကျွန်းအဲ့ဒီကျွန်းကြီး၄ကျွန်းဟာခဏိတည်ရှိနေတဲ့မြေပုံနဲ့ထောက်စာပြီးတော့ခံမှန်းပြောဆိုရမယ်ဆိုရင်ဂျပန်နိုင်ငံဟာအရှေ့ကျွန်းဖြစ်ဖို့ရှိတယ်။ဘာကြောင့်လို့ဆိုရင်အရှေ့ကျွန်းရဲ့ပုံပန်းတရံကိုဖော်ပြတဲ့အခါ crescent ဆိုတဲ့လာချမ်းလေးတရံဆိုဂျပန်မြေပုံကိုသွားကြည့်မယ်ဆိုရင်3ရက်လပုံစံလေးပဲ။ဒါကြောင့်မို့ဂျပန်နိုင်ငံဟာအရှေ့ကျွန်းလို့ပြောလို့ရနိုင်တယ်။နေဝင်နေထွက်နဲ့ပြောမယ်ဆိုလို့ရှိရင်ဂျပန်မွန်းတဲ့အချိန်မှာဒီတောင်ကျွန်းကအရှေ့ကျွန်းကနေမွန်းတဲ့နေပြီဆိုရင်ဒီတောင်ကျွန်းကလူတွေဟာဒီနေထွက်တဲ့အချိန်အနောက်ကျွန်းကလူတွေကနေဝင်တဲ့အချိန်သုံးကျွန်းလင်းခိုက်တကျွန်းမိုက်ဆိုတဲ့စကားလုံးရှိတယ်တကျွန်းကတော့လုံးဝဒီအလင်းရောင်မရဘူးအဲ့တော့အဲ့ဒီနေဝင်နေထွက်နဲ့တိုင်းတာကြည့်မယ်ဆိုရင်လည်းဖြစ်နိုင်ခြေများစွာရှိတယ်လို့ပြောရတောင်ကျွန်းရဲ့ပုံပန်းတရံကိုဖော်ပြထားတဲ့အခါမှာလည်းလှဲအုပ်စုံတရံလို့ဆိုတော့ဒီကနေ့အိန္ဒိယနိုင်ငံတောင်ကျွန်းရဲ့ပင်မကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တောင်ဘက်နဲ့မြောက်ဘက်ကြည့်မယ်ဆိုရင်တောင်ဘက်ကလှဲအုပ်စုံကြီးလို့နော်လှဲကြီးရဲ့ပုံတရံကိုတွေ့မြင်နိုင်တယ်ပေါ့ရေပုံရဲ့ပုံတရံကြည့်တာနဲ့ပဲဒီစာတဲကအဆိုတွေနဲ့မတမနီးစပ်တယ်လို့ပြောအနောက်ကျွန်းဆိုတော့အမေရိကတိုက်တို့ဖြစ်ဖွယ်ရာရှိတယ်မြောက်ကျွန်းဆိုတော့ရုရှားနိုင်ငံတို့ဟိုမြောက်ပိုင်းကနိုင်ငံတွေဖြစ်နိုင်စရာရှိအဲ့ဒါလို့ကျွန်းကြီး၄ကျွန်းလို့ဒါဖြစ်မြင့်မို့တောင်ကဘယ်မှာလဲလို့မေးကောင်းမေးကြလိမ့်မယ်တောင်ဆိုတာကိုလူတွေကကိုမြင်ထားတာနဲ့ရှင်ကပ်ပြီးတော့စဉ်းစားတာကိုစဉ်းစားသည့်အတွက်ကြောင့်မြင့်မို့တောင်ရှားနေရင်ဘယ်တွေ့မလဲလူတွေနေတဲ့လူပုံလူလောကဆိုတာမြင့်မို့တောင်ရဲ့ခပ်ပန်းမှာနေတာပဲမြင့်မို့တောင်ခပန်းနေပြီးတော့မြင့်မို့တောင်လိုက်ရှာတယ်ဆိုတာဟာဒီမှန်ကန်မှုမရှိဘူးပေါ့ရောင်းမခါထိုးရှာနေတယ်လို့ဖြစ်မှာပေါ့ကိုမျက်စိထဲမှာမြင်နေတဲ့တောင်ကိုကြည့်ပြီးတော့တောင်ကြီးတောင်လို့မြင်ရလိမ့်မယ်လို့ထင်ပြီးတော့လိုက်ရှာနေကြ
စာပေတဲ့အဆိုအရဆိုလို့ရှိရင်လူဘုံဟာမြင့်မို့တောင်ခါပန်းမှာရှိတယ်နော်အာတုရနတ်ဘုံဟာမြင့်မို့တောင်ရဲ့အောက်ခြေမှာရှိတယ်တာဝရိန္ဒနတ်ပြည်ဟာမြင့်မို့တောင်ရဲ့ထိပ်မှာရှိတယ်လို့ဒီအဆိုနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတွေနေနေတာကိုကမြင့်မို့တောင်ခါလေလောက်မှာနေကြတာအင်မတန်ကြီးမားတဲ့အရာကြီးဖြစ်သည့်အတွက်ကြောင့်တောင်သေးသေးမြင်ရတယ်လို့တော့ခြုံတက်ကြီးနဲ့တောင်ကြီးမိုးမိုးကြီးတော့မြင်ရမှာမဟုတ်ဘူးပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့လောကလူသားတွေအခုလိုနေထိုင်ကြတဲ့အထက်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကလောကသားတွေအတွက်အကျဉ်းနာကြီးမားစွာပညာကြီးမားစွာနဲ့တရားရည်ရဲ့အကျိုးဆောင်ရွက်တဲ့အခါမှာမြတ်စွာဘုရားနဲ့ဆုံတွေ့ရတဲ့ပရိသတ်လူထုပရိသတ်အမျိုးအစားပေါင်းနဲ့ပြောတယ်နိုင်ငံနဲ့မပြောဘူးလူမျိုးနဲ့မပြောဘူးစကြဝဠာနဲ့မပြောဘူးစာပေကျမ်းကမှာပရိသတ်10မျိုးဆိုတာနဲ့ပြောတယ်အဲ့ဒီမြတ်စွာဘုရားသွားဘူးတဲ့ဆုံမှုတဲ့ပရိသတ်10မျိုးဟာတစ်ခုစီတစ်ခုစီမှတ်တမ်းတွေမရှိပေမဲ့လို့မြတ်စွာဘုရားကြွရောက်ခဲ့တယ်ဆိုတာဟာဘုရားကိုယ်တိုင်မိန့်ကြားတဲ့စကားအရသိရှိရအဲ့ဒါကြောင့်အာဖရိကလည်းရောက်တာပဲဥရောပလည်းရောက်တာပဲအမေရိကလည်းရောက်မှာပဲအဲ့ဒီခေတ်ကလူတွေသာရှိမယ်လူမရှိနတ်တွေဆိုတာလည်းရှိနိုင်အဲ့ဒါလို့ရှိတဲ့ဒေသတွေမှာဘုရားဟာတရားရည်ရဲ့အကျိုးစီးပွားဆောင်ရွက်ဖို့အတွက်ဖြတ်ခနဲ့ရောက်သွားတဲ့သဘောဟာဒီစာပေထဲမှာထင်ရှားနေတယ်ပေါ့မဟာပရိနိဗ္ဗာန်သုတ်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကရှင်အာနန္ဒာကိုရှင်းပြတယ်အာနန္ဒာပရိသတ်ဆိုတာ10မျိုးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်းပြပရိသတ်10မျိုးဆိုတာဘာကိုပြောတာတုံးလို့ဆိုတိုင်းပြည်တစ်ပြည်မှာအုပ်ချုပ်နေတာတိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းဆိုးရာစာပရိသတ်ဆိုတာတခုရှိတယ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်အုပ်ချုပ်ရေးဆိုတာရှိတယ်ကြေးရွာတောင်မှတကြီးဆိုတာရှိသေးတာရှိဘယ်နိုင်ငံဘယ်ဒေသမှာဖြစ်ဖြစ်အုပ်ချုပ်တဲ့အကြီးအကဲဆိုတာရှိကိုရှိရနော်လူတွေတည်းမပြောနဲ့တိရစ္ဆာန်တွေတည်းတောင်မှဥပမာမဲ့ဆင်နေဆိုလို့ရှိရင်လည်းဆင်ကောင်းဆောင်ရှိတယ်သူကဆင်ကြီးရဲ့ခေါင်းဆောင်ရှိယူထပတိဆိုဆင်ကောင်းဆောင်ဘယ်တိရစ္ဆာန်အုပ်မှာပဲဖြစ်ဖြစ်ခေါင်းဆောင်ဆိုတာရှိတာကြီးပဲလူတွေတည်းကခေါင်းဆောင်ကိုတော့ခတ္တိယပရိသတ်လို့ဒီလိုခေါ်တာပေါ့ခတ္တိယပရိသတ်ဘယ်နိုင်ငံဘယ်ဒေသမှာပဲဖြစ်ဖြစ်အုပ်ချုပ်တဲ့လူရန်စားတွေရှိကြအဲ့ဒီအုပ်ချုပ်တဲ့လူရန်စားတွေကိုခတ္တိယပရိသတ်လို့မင်းဆိုးရာစာပရိသတ်လို့ဒီလိုခေါ်တယ်အဲ့ဒီမင်းဆိုးရာစာပရိသတ်ထဲလဲမြတ်စွာဘုရားကြွရောက်ဖူးတယ်လို့ဆိုဒါပရိသတ်နဲ့ပြောတာနိုင်ငံခြားလူတွေကပိဋကတ်သုံးပုံကိုဖတ်ရှုလေးလာပြီးတဲ့အခါမှာမြတ်စွာဘုရားသွားတဲ့အရက်တွေဟာစာပေကျမ်းကမှာမှတ်တမ်းတင်ထားတာတော့အင်မတန်မှကျင်းမြောင်းလာတဲ့ဗုဒ္ဓဂယာပတ်ဝန်းကျင်ဒေသမစ္စည်းမဒေသလို့ဆိုတဲ့အဝန်းအဝိုင်းလေးတွေကဒါမြတ်စွာဘုရားရောက်တယ်တခြားဘယ်မှမကြွဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ပေါ့ဟုတ်တယ်စာပေအရာကြည့်မယ်ဆိုရင်မြတ်စွာဘုရားဟာနော်ကာတိတိုင်းတို့ကောသလတိုင်းတို့မကရာတိုင်းတို့ဝိစီတိုင်းတို့ဆိုတာအိန္ဒိယမြောက်ပိုင်းကမစ္စည်းမဒေသဗဟုချက်မှနေရာလောက်ပဲမြတ်စွာဘုရားကြွရောက်ပြီးတရားဓမ္မဟောပြောတယ်ဆိုတာတွေကပိဋကတ်သုံးပုံထဲမှာထင်ထင်ရှားရှားရှိတယ်ပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့မြတ်စွာဘုရားရဲ့ခြေရာကောက်ပြီးတော့ဘုရားဘယ်ကနေဘယ်သွားတာလဲဘယ်ကနေဘယ်သွားတာလဲနဲ့ပိဋကတ်သုံးပုံကိုလိုက်ပြီးတော့ခြေရာခံကြည့်တဲ့အခါအနည်းငယ်တော့သိရှိနိုင်သို့တော်မြတ်စွာဘုရားခြေရာပျောက်ပြီးရောက်သွားတဲ့နေရာတွေကအများကြီးပဲဟောတာဝရိန္ဒနတ်ပြည်ရောက်သွားတယ်ဆိုတာခြေရာပြောက်တယ်ဗြဟ္မပြည်ရောက်သွားတယ်ခြေရာပြောက်တယ်ဒီစัจ java လာတွေမကဘူးတခြားစัจ java လာတွေပါသွားတယ်ဆိုတာတွေကြတော့ဘုရားခြေရာကောက်ဖို့မလွယ်ဘူးပေါ့မြတ်စွာဘုရားကအလုတ်အမတန်အလုတ်လို့လောကသားတွေအတွက်သိကျိုးပန်းတဲ့ပုဂ္ဂိုလ်အရာရာမှာတကူအသုံးချတာမဟုတ်ဘူးစိတ်ဓာတ်ကြံ့ခိုင်မှုနဲ့အကျဉ်းတရားပညာတရားအသုံးချပြီးတရားတွေအကျိုးရှိဖို့အတွက်ပဲဆောင်ရွက်တာဖြစ်တယ်ပေါ့နော်တရားတွေအကျိုးရှိဖို့အကျိုးဖြစ်ထွန်းမယ်ဆိုလို့ရှိရင်အစွမ်းတကူတွေပြခြင်းပြမယ်ပေါ့အစွမ်းတကူမလိုဘူးဆိုရင်မြတ်စွာဘုရားစိတ်ရှည်လက်ရှည်နဲ့စီယုံပြီးတော့လောကသားတွေအတွက်
အကျိုးရှိရာရှိချောင်းစိတ်ရှိလက်ရှိစီယုံပြီးတော့တရားပြတော်မူခဲ့တာဖြစ်တယ်ပေါ့အေးဒါကြောင့်မို့ခတ္တိယပရိသတ်ဆိုတဲ့မင်းဆိုးရာဇာတွေထဲမှာလဲမြတ်စွာဘုရားဟာကြွရောက်တော်မူတာဖြစ်တယ်နောက်ဒုတိယလူတွေရဲ့အဆင့်နဲ့ပြောမယ်ဆိုရင်မင်းဆိုးရာဇာတွေရှိတယ်လို့ထိုမင်းဆိုးရာဇာတွေရဲ့အကြံပေးအရာရှိတွေဆိုတာလည်းရှိတယ်ပေါ့ပညာသင်ပေးတဲ့ပုဂ္ဂိုလ်တွေအတိုင်းဝိုင်းနေရှေးခေတ်ကအိန္ဒိယနိုင်ငံမှာဗဟိုပြုပြီးတော့ခေါ်မယ်ဆိုလို့ရှိရင်မင်းဆိုးရာဇာတွေကိုအကြံပေးပြီးတော့မင်းဆိုးရာဇာတွေကိုပညာသင်ပေးနေတဲ့ပုဂ္ဂိုလ်တွေကိုဗြဟ္မဏလို့ခေါ်တယ်ပေါ့အဲ့ဒီဗြဟ္မဏဆိုတဲ့ပုဂ္ဂိုလ်တွေဟာမင်းဆိုးရာဇာရဲ့ပရောဟိတ်အဖြစ်ဆောင်ရွက်တယ်ဆရာတွေအဖြစ်ဆောင်ရွက်တယ်သူတို့စီမှာပဲစာသင်ကြရတယ်ဓိတာပါမောက္ခဆိုပြီးတက္ကသိုလ်ကြီးတွေမှာပါမောက္ခကြီးတွေလုပ်ပြီးတော့သင်ကြားပို့ချပေးတယ်ဆိုတာရှေးတုန်းကတည်းကရှိတယ်ပေါ့အဲ့ဒီလိုအခုခေတ်ပြောမယ်ဆိုရင် educated ပေါ့ပညာတတ်လူထမ်းစားအဲ့ဒီဗြဟ္မဏပရိသတ်တွေလည်းမြတ်စွာဘုရားသခင်ကိုရောမြတ်ကြွရောက်တော်မူဘူးတယ်ဆိုတာဘုရားကိုယ်တိုင်ကမိန့်ချဘူးအဲ့ဒီဗြဟ္မဏပရိသတ်ထဲလည်းသူသွားခဲ့တယ်နောက်ပရိသတ်တစ်ခုကတော့ဂဟပတိပရိသတ်ဆိုတာဒါကတော့လောကမှာနိုင်ငံတကာမှာတာမန်ပြည်သူပြည်သားများကိုဆိုလိုတယ်အိမ်မန်ရာပိုင်နဲ့စီးပွားရေးလုပ်ကင်ပြီးတော့မိသားစုဘဝမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေကိုဂဟပတိလို့ခေါ်တယ်မိမိတို့ရဲ့စီးပွားရေးနဲ့မိမိတို့ရဲ့မိသားစုဘဝမှာတိုင်းတိုင်းဝိုင်းဝိုင်းနဲ့အယောင်းအဝယ်စိုက်ပျိုးရေးနဲ့ဒီလိုထွန်ရက်စိုက်ပျိုးပြီးအသက်မွေးဝမ်းကြောင်းလုပ်တယ်မင်းဆိုရာဇာတွေကိုအခွန်ပဒရာဆက်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေအဲ့ဒီလိုတာမန်ပြည်သူတွေကိုဂဟပတိပရိသတ်လို့ခေါ်တယ်အဲ့ဒီတာမန်ပြည်သူတွေကြားလည်းမြတ်စွာဘုရားဟာရောက်သွားတာပဲရောက်သွားတယ်ဒါကဘုရားကိုယ်တိုင်ကသူဘယ်ကိုရောက်ခဲ့တယ်ဆိုတာတွေကိုရှင်းပြနေတာနော်ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုရင်ဒါကလူ့အကြောင်းတွေရဲ့အတိုင်းဝိုင်းထဲမှာအုပ်ချုပ်သူလူရန်စားအုပ်ချုပ်သူကိုအကြံပေးနေတဲ့အကြံပေးတွေဆရာတွေတာမန်တိုင်းလူပြည်သားတွေဆိုတဲ့ဒီပရိသတ်တွေခြားအပြင်လောကလူပေါင်းကနေခွာရှောင်ပြီးတော့ဘာသာတရားကိုလေးစားလိုက်နာပြီးဘာသာရေးအကျင့်ဘာသာရေးအလုပ်ကိုသာလုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုသမဏပရိသတ်လို့ခေါ်တယ်။မြတ်စွာဘုရားကိုယ်တိုင်လည်းပဲထီးနှန်းကိုစွန့်ပြီးတော့သမဏအဖြစ်ခံယူထားတာပဲလေ။အဲ့ဒါလိုပဲလောကအိမ်စွန့်ရာစွန့်လူစီးပွားကိုစွန့်မိသားစုဘဝကိုစွန့်ပြီးတော့တကူဒီတရားဓမ္မရှာဖွေပြီးအေးရအေးချောင်းအကျင့်တရားတွေကိုကျင့်ကြံကြိုးကုပ်အားထုတ်ပြီးတစ်တပင်ရင်တစ်တပင်အောက်ဝါတပင်အောက်မှာရသမျှနဲ့မြတ်တာတင်းတိမ်ပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာနေကြတဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းအဲ့ဒီခေတ်ကရှိအဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုသမဏလို့ခေါ်တယ်သူတို့ကိုဘာကြောင့်သမဏလို့ခေါ်တော့ဆိုပါပေသမေတိတိသမဏောမကောင်းတဲ့စိတ်ဓာတ်တွေကိုပျောက်ငြိမ်းသွားအောင်ကြိုးစားဖယ်ရှားနေတဲ့ပုဂ္ဂိုလ်တွေမကောင်းတဲ့လုပ်ရတွေမကောင်းတဲ့စိတ်ဓာတ်တွေမကောင်းတဲ့ပြောဆိုမှုတွေအောက်တန်းကြတဲ့အတွေးတွေအောက်တန်းကြတဲ့အပြောမျိုးတွေအောက်တန်းကြတဲ့လုပ်ရတွေဒါတွေကိုဖယ်ရှားပစ်ပြီးတော့ကောင်းမြတ်တဲ့အတွေးတွေတွေးတယ်ကောင်းတဲ့စကားမျိုးကိုသာပြောတယ်ကောင်းတဲ့အလုပ်တွေကိုသာလုပ်ပြီးတော့လူလောကကြီးထဲမှာသူတော်စင်ဘဝနဲ့နေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေကိုသမဏပရိသတ်ရသော်ဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ဟာလည်းသမဏအတိုင်းဝိုင်းထဲမှာရှိအဲ့ဒီခေတ်တုန်းကအိန္ဒိယနိုင်ငံမှာဘာသာရေးလှုပ်ရှားမှုကြီးနှစ်ခုရှိတယ်လူတွေအားထားရတာဘာသာရေးဘာသာတွေတုံးဆိုဗြဟ္မဏဘာသာနဲ့သမဏဘာသာဗြဟ္မဏရဲ့လှုပ်ရှားမှုနဲ့သမဏတို့ရဲ့လှုပ်ရှားမှုဆိုပြီးတော့ဒီလူလောကမှာဇယိုက်ဆိုးတွေဝင်လာတဲ့အခါမှာလူတွေဟာဒီဇယိုက်ဆိုးတွေကတော့မကောင်းဘူးအကျင့်ဆိုးတွေဇယိုက်ဆိုးတွေရောက်လာလို့ရှိရင်လူလောကကြီးပျက်စီးလိမ့်မယ်လူရဲ့ human dignity လို့ခေါ်တဲ့လူရဲ့ဂုဏ်သိက္ခာတွေကျဆင်းလာတဲ့အခါအဲ့ဒီဂုဏ်သိက္ခာတွေထိမ့်မှုဆိုပြီးတော့မိသားစုဘဝကိုခွာရှောင်ပြီးတော့တကူဒီနေထိုင်ပြီးလူတွေရဲ့ကောင်းရာကောင်းကြောင်းဆုံးမသွန်သင်ကြတဲ့အဖွဲ့မျိုးဆိုလိုတယ်ပေါ့အိန္ဒိယနိုင်ငံမှာသမဏဗြဟ္မဏပရိသတ်ရှိတယ်လို့သမဏပရိသတ်
ဗြဟ္မဏလှုပ်ရှားမှုသမဏလှုပ်ရှားမှုအဲ့ဒီအုပ်စုကြီးနှစ်ခုဟာရှင်ပြိုင်ပြီးတော့ပေါ်ထွန်းလာခဲ့ဗြဟ္မဏတွေကလည်းဗာပြောလဲတို့ဟာမကောင်းတဲ့အလုပ်တွေအားလုံးကိုမြှော့ပလိုက်ပြီးတန်တန်ရှင်းရှင်းဖြူဖြူစင်စင်နေမယ်ဆိုတဲ့ရွယ်ချက်တွေနဲ့ဒီလိုလုပ်ကြသမဏတွေကမကောင်းမှုအကုသိုလ်တွေကိုတို့ငြိမ်းအောင်လှုပ်ထားပြီးဆိုပြီးတော့တကိုယ်ဒီလွတ်လွတ်လပ်လပ်နဲ့အိမ်တော်ရေးကိစ္စတွေမဆောင်ရွက်တော့ဘဲနဲ့တရားဓမ္မချင်းချင်ကြိုးကိုအားထုတ်နေတယ်ပေါ့အဲ့ဒီသမဏအုပ်စုတွေထဲမှာဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်ဟာသမဏအုပ်စုတွေပဲပါတယ်ပေါ့မက္ခလိကောသလတို့ပုရဏကသဗတို့လိုအယူဆရေးရာတွေအမျိုးမျိုးကြံဆောင်ပြီးတော့လောကမှာရှိတဲ့လူတွေကိုမိမိတို့ရဲ့အယူဝါဒကိုဟောပြောနေတဲ့ကိုယုံကြည်ရာကိုဟောပြောနေတဲ့တရားဓမ္မတွေကိုဖြန့်ဖြူးနေတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲသမဏတွေပဲနောက်ဆုံးမှာပြိဋ္ဌာစကလို့ဆိုတဲ့အယူဝါဒအမျိုးမျိုးထားပြီးတော့တူနဲ့တူညင်ညခုံညဘာသာရေးကိစ္စပြောဆိုကြဆွေးနွေးကြဆိုတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေဟာလည်းပဲသမဏအုပ်စုတွေပဲပါတယ်အာစေလကလို့ဆိုပြီးတော့တို့ကပိုင်ဆိုင်မှုတွေအကုန်စွန့်လွတ်တယ်ဆိုပြီးတော့အဝတ်တောင်မဟုတ်ဘဲနဲ့နေတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းပဲပေါ်လာခဲ့အာဇီဝကတို့အာစေလကတို့ဆိုတဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုယ်ယုံကြည်ရာလိုက်နာကျင့်သုံးနေကြတဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေအားလုံးကိုခြုံငုံပြီးတော့သမဏပရိသတ်လို့ဒီလိုသုံးတာပေါ့အဲ့ဒီပုဂ္ဂိုလ်တွေအတိုင်းဝိုင်းကိုလည်းမြတ်စွာဘုရားဟာရောက်ရှိပြီးတော့သွားတယ်အလကားသွားတာမဟုတ်ဘူးထိုပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့တရားဓမ္မကိုမြတ်စွာဘုရားလမ်းဖြောင့်ပေးတယ်သူတို့လည်းစကားပြောကြည့်တယ်ပြောကြည့်ပြီးတော့ကိုယ့်ရဲ့အယူဝါဒသူတို့အယူဝါဒမတူဘူးမတူတဲ့အချက်တွေဆိုရင်တို့ကတော့ဒီအချက်မှာဒီလိုပဲယူဆတယ်ဆိုပြီးတော့ဟောပြောခဲ့တာဖြစ်တယ်အဲ့ဒီနည်းနဲ့မြတ်စွာဘုရားဟာပိဋကပေါင်းစုံထိအောင်ဝင်ပြီးတော့ရောက်ရှိသွားခဲ့ဘူးတဲ့ပေါ့နောက်တစ်ခုကဒါကလူသားတွေနဲ့ပတ်သက်တဲ့ပိဋကဒီ၄မျိုးကလူသားတွေနဲ့ဆိုင်တယ်လူသားတွေအလန်းမမီတဲ့တမန်မျက်လုံးနဲ့မြင်ကွင်းရဲ့အပြင်ရောက်သွားတယ်တမန်လူမျိုးတွေတမန်လူသားတွေရဲ့မျက်လုံးနဲ့မမြင်နိုင်တဲ့စတုမာရိနတ်တို့တာဝရိန္ဒနတ်တို့ဘာဖြစ်လို့ဒီနတ်နှစ်ခုကိုသာဆိုထားတော့ဆိုလူပြည်နဲ့ဆက်ဆက်နေတဲ့နတ်ဘုံနှစ်ခုဟာစတုမာရိနတ်ဘုံနဲ့တာဝရိန္ဒနတ်ပြည်ဘာဖြစ်လို့တော့ဆိုတော့စတုမာရိနတ်ဘုံဆိုတာလည်းပဲမြတ်မို့တောင်ခါးပန်းမှာရှိတာလူဘုံနဲ့ဆက်ဆက်ပြီးတော့နေတယ်ပေါ့အဲ့ဒါကြောင့်မို့လို့စတုမာရိနတ်တွေဆိုတာဘုံမဇုနတ်တွေရှိတယ်ယုတ်ကဇုနတ်တွေရှိတယ်အာကာတထကောင်းကင်ယံမှာနေတဲ့နတ်တွေရှိတယ်တာဝရိန္ဒမှာလည်းထို့တူပဲဘူမတ္ထအာကာတထဒီတာဝရိန္ဒနတ်ပြည်ကြီးဟာမြတ်မို့တောင်ထိပ်မှာတည်ရှိတယ်ဆိုပေမဲ့မြတ်မို့တောင်ထိပ်ကိုဗဟိုမပြုဘဲနဲ့ဝန်းကျင်ပတ်ချာမှာရှိနေတဲ့နတ်ဘုံဗိမာန်တွေလည်းရှိတယ်ပေါ့ဒါကြောင့်မို့လို့လူတွေနဲ့အဆက်ဆက်အနိကဆုံးဖြစ်တဲ့စတုမာတဲ့တာဝရိန္ဒမှာရှိတဲ့နတ်တွေနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြုံတွေ့ဘူးတယ်လို့ဟောတာကလူတွေနဲ့ဆက်ဆက်နေတဲ့နတ်နှမျိုးကိုဒီမှာဖော်ပြထားတယ်နောက်တစ်ခါကျတော့မာရပရိသနတ်ဆိုးအတိုင်းဝိုင်းနေလည်းရှိတယ်မာရအင်တမအင်အားကြီးတယ်အလုံးသိကြတဲ့အတိုင်းမြတ်စွာဘုရားကတော့မာရောပါပိမာစိတ်ထားယုတ်မာတယ်မကောင်းတဲ့အလုပ်တွေတားလုပ်တယ်စိတ်ထားယုတ်မာတဲ့မာနအဲ့ဒီမာရဆိုတာဘယ်နတ်ဘုံကတော့ဆိုလို့ရှိရင်ပရဏိမိတဝတ္တဝတီဆိုတဲ့နတ်ပြည်6ထပ်မှာအမြင့်ဆုံးနတ်ဘုံမှာရှိတယ်သို့တော်သူဟာပရဏိမိတဝတ္တဝတီရဲ့နတ်မင်းလားလို့ဆိုတော့နတ်မင်းမဟုတ်ဘူးပရဏိမိတဝတ္တဝတီနတ်မင်းကြီးကတတ်ရှိတယ်အဲ့ဒီနတ်မင်းကြီးကိုပုံကံပြီးတော့သူလှုပ်ချင်တာလှုပ်နေတဲ့နတ်ဆိုးပေမဲ့လို့သူကလည်းကုသိုလ်ကောင်းမှုရှိသည့်အတွက်ကြောင့်နတ်ဖြစ်တာပေါ့ဆိုးတယ်ဆိုတာလူတွေဟာဘယ်သူပဲဖြစ်ဖြစ်ဆိုးတယ်ဆိုတဲ့ဆိုးပေမဲ့လို့ကောင်းတယ်ဆိုတာလေးတွေရှိတတ်သေးတယ်ပေါ့အဲ့ဒီကောင်းတဲ့ကုသိုလ်ကောင်းမှုလေးတွေလုပ်သည့်အတွက်ကြောင့်ကောင်းတဲ့ဘုံဘဝကိုတော့ရောက်တတ်တယ်သို့တော်သူတို့မှာဇေယိုက်ဆိုးတွေရှိသည့်အတွက်ကြောင့်
အများကိုဒုက္ခပေးဖို့ဆိုတဲ့အကြံမျိုးတွေကိုကြံတတ်တယ်ဇေယိုက်ဆိုးတဲ့ပုဂ္ဂိုလ်ကဘယ်ဘုံရောက်ရောက်ဘယ်ဘဝရောက်ရောက်ဆိုးတာပဲနော်တိရစ္ဆာန်ဘဝရောက်လဲအဆိုးပဲလူဘဝရောက်လာလဲဇေယိုက်ဆိုးတဲ့လူကဆိုးတာပဲလေဇေယိုက်ကောင်းတဲ့လူကနော်အများကျိုးဆောင်ရတဲ့စိတ်သဘောထားကောင်းတယ်ဆိုတဲ့သဘောကောင်းတယ်ဆိုတဲ့လူတွေရှိတယ်လို့အေးဇေယိုက်ဆိုးပြီးတော့အမိုက်မျိုးတွေကလည်းလောကမှာအများကြီးပဲကိုယ်နဲ့ဆိုင်သည်ဖြစ်စေမဆိုင်သည်ဖြစ်စေလူလောကဒုက္ခပေးဖို့ဆိုတဲ့လူတွေလည်းရှိတာအဲ့ဒါလိုပဲနတ်ထဲမှာလည်းပဲဇေယိုက်ဆိုးတဲ့အမိုက်မျိုးတွေကရှိတာအဲ့ဒါကိုမာရပရိသလို့ခေါ်တယ်ပေါ့သူများကိုနှောက်ယှက်ရမှကျင့်တတ်တယ်နော်ဒုက္ခပေးရမှကျင့်တတ်တယ်သူများမျက်ရည်ကျမှထမင်းဝတယ်ဆိုတဲ့လူမျိုးကလည်းရှိသေးတာပေါ့နော်အဲ့ဒါမျိုးလို့နတ်တွေထဲမှာလည်းပဲဆိုးဝါးတဲ့နတ်တွေရှိတယ်အဲ့ဒါကိုမာရပရိသလို့ခေါ်အဲ့ဒီလိုဆိုးဆိုးဝါဝါပြုမှုတတ်တဲ့ပရိသတ်တွေကြားလဲမြတ်စွာဘုရားဟာကြွသွားတတ်တာပဲကြွသွားပြီးတဲ့အခါသူတို့အဆုံးအမဩဝါဒတွေကိုဟောပြောခဲ့တာဟောနောက်တစ်ခုကတော့ဘာလို့ဆိုဗျမ္မပရိသတ်ဗျမတွေရဲ့အတိုင်းဝိုင်းဗျမဘုံဆိုတာကိုလည်းမြတ်စွာဘုရားရောက်ရှိသွားဘူးဗျမနိမ္မန္တနိကသုတ်တို့ဆိုတာတွေဟာထင်ထင်ရှားရှားပဲမြတ်စွာဘုရားကိုယ်တိုင်ဗျမပြည်ကိုကြွသွားတယ်အေးဗျမကြီးတူကသူ့ရဲ့အယူဝါဒဘာရှိလဲလို့ဆိုရင်ဒီလောကမှာတမနာဗျမနာဆိုပြီးအစွမ်းတကူတွေကြီးမားတယ်လို့ပြောဆိုနေကြတဲ့ပုဂ္ဂိုလ်တွေဗျမပြည်ကိုလာနိုင်တဲ့လူတဦးမှမရှိဘူးလို့ဆိုရဲဗျမကြီးကတရားရှိတယ်ဗျမပြည်ကိုဘယ်သူမှသူ့အစွမ်းတကူနဲ့လာနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးလို့ဆိုအဲ့ဒီအယူဝါဒကိုယူပြီးတော့ပြောဆိုနေတဲ့ဗျမစီမြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့ယဟန္တာတွေဟာကြွသွားဘူးတဲ့ပေါ့သူ့ရဲ့အယူဆကိုဖယ်ရှားပစ်ဖို့လူတွေရဲ့စွမ်းရည်တတ္တိဟာအမြဲတမ်းကြီးမားတယ်ဆိုတာကိုပြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဗြဟ္မပြည်ကိုကြွသွားတာလည်းရှိအလုံးသိကြတဲ့အတိုင်းဗကဗြဟ္မကြီးဆိုတာရှိတယ်အောင်ကြီး၈ပါးထဲမှာပါတယ်ဗကဗြဟ္မအဲ့ဒီဗကဗြဟ္မကြီးကသူ့ဗြဟ္မဘုံမှာဘုန်းတကုအမတန်ကြီးမားပြီးကဘာကြီးကိုသူဖန်ဆင်းတယ်လို့ယူဆအဲ့ဒီဗြဟ္မကြီးကဗြဟ္မဘုံဟာနေဆထာဝရဘုံကြီးပဲအခုခေတ်တချို့ဘာသာတွေပြောနေသလိုကောင်းကင်ဘုံကြီးဟာထာဝရဘုံကြီးပဲလို့ဒီလိုပြောတယ်လို့ပဲအဲ့ဒီဗကဗြဟ္မကြီးကလည်းဗြဟ္မဘုံဟာထာဝရနေဆထာဝရမဟုတ်မနာမသေးရတဲ့ဘယ်တော့မှမပြောင်းလဲတဲ့ဘုံကြီးပဲလို့ဒီလိုဆွဲမြဲစွာယူဆနေတာမြတ်စွာဘုရားကမဟုတ်မမှန်ကြောင်းကိုတသိပြခြင်းဗကဗြဟ္မကြီးရဲ့လွဲမှားနေတဲ့အတွေးတွေအပြောဆိုတွေကိုနာပါချပြီးတော့အမှန်သိအောင်မြတ်စွာဘုရားကိုယ်တိုင်ဗြဟ္မပြည်ကိုကြွသွားဘူးတယ်ပေါ့အဲ့ဒါဗြဟ္မပရိသတ်ကြွသွားတဲ့အခါမှာမြတ်စွာဘုရားလည်းကြွလာရောခုခေတ်လို့ဆိုလို့ရှိရင်တော့သူကသွားကတံတေဘောတောခောရမတ္တအရှင်ခောရမကြွလာတာအင်တမကောင်းတယ်ကျိုးဆိုပါတယ်လို့ဆိုလို့သွားကတံဆိုတဲ့စကားကျိုးဆိုတယ်ဆိုတဲ့အဓိပ္ပာယ်နော်သူအာကတံကောင်းစောလာရင်ခြင်းပဲဆိုတယ်အင်္ဂလိပ်လို welcome ဆိုတာနဲ့အဓိပ္ပာယ်ချင်းတူတယ်ပေါ့ကျိုးဆိုပါတယ်တချို့နိုင်ငံတွေမှာအိန္ဒိယနိုင်ငံတွေပါလို့ဆိုစွာကတံဆိုတဲ့စကားကိုစွာကတ်လို့ဒီလိုသုံးတာစွာကတကောင်းသောလာခြင်းဒီပါဠိစကားကျိုးဆိုပါတယ်ဆိုတဲ့အဓိပ္ပာယ်မြတ်စွာဘုရားလည်းကြွသွားရောသူကကျိုးဆိုပါတယ်လို့ပြောပြီးတော့ရှင်ဂေါတမဒီဘုံကိုရောက်လာတာအမြဲတမ်းကောင်းတယ်ဒီဘုံဟာနေဆထာဝရဘုံကြီးပဲအမြဲတမ်းမွန်မြတ်တန်းစင်တဲ့ဘုံဘဝကြီးပဲလို့ဆိုတာကိုပြောတော့မြတ်စွာဘုရားချက်ချင်းခြေပတယ်အေးဗကဗြဟ္မကြီးဟာမသိပဲနဲ့အမှောင်ထဲရောက်နေပြီးတော့ရမ်းပြီးတော့ပြောနေတာအမှောင်ထဲကပုဂ္ဂိုလ်ပဲအမှန်မသိပဲနဲ့ရှောက်ပြောနေတယ်လို့မြတ်စွာဘုရားကသူ့စကားကိုချက်ချင်းခြေပတယ်ခြေပပြီးတော့သူ့ကိုရှင်းလင်းပြောပြသင်ဟာဘယ်ချိန်ကဒီကိုရောက်လာတယ်ဘယ်ကုသိုလ်တွေလုပ်လို့ရောက်လာတယ်ပြီးရင်ဘယ်ဘုံရောက်လိမ့်မယ်ဆိုတာကအစသူလုပ်ခဲ့တဲ့အတိတ်ဘဝတွေကိုပါထောက်ပြပြီးတော့သူ့ကိုတတိယအောင်ဖော်ပေးနိုင်ခဲ့တယ်ပေါ့သူ့အနေနဲ့က
ဒါတွေဟာမေးလျော့သွားပြီးတော့အမှန်မသိတော့တဲ့အနေအထားအလွန်ကြာညောင်းသွားတဲ့အခါသူဟာအတိတ်မေ့တဲ့အနေအထားမျိုးဖြစ်သွားတာမြတ်စွာဘုရားကပြန်လှန်ပြီးတော့တတိယစေတဲ့အခါမှာနောက်ဆုံးသူလက်ခံသွားတယ်ပေါ့အေးအဲ့ဒါလို့ဗြဟ္မပြေဆိုတာကိုလည်းမြတ်စွာဘုရားချွတ်သွားဘူးတယ်ဆိုတာပရိသတ်ရှင်မျိုးအကြောင်းကိုမြတ်စွာဘုရားရှင်းရှင်းလင်းလင်းဟောကြားထားတာဖြစ်တယ်ပေါ့အဲ့ဒီမှာကြွသွားတဲ့အခါဘုံနဲ့ပတ်သက်ပြီးတော့ဒီပါဠိတော်မှာရှင်အနန္ဒာကိုဘယ်ပုံမိတ်ကြားတယ်လဲဆိုအဘိဇာနာမိခောပနာဟံအနန္ဒာငါမှတ်မိနေတယ်ငါကိုယ်တိုင်သိရှိထားတယ်အနေကတတံခတ္တိယပရိသံဥပသင်္ကမိတာရာပေါင်းများစွာသောမင်းဆိုးရာဇာတွေပရိသတ်တွေရဲ့အလဲရာပေါင်းများစွာဆိုတာအဲ့ဒီလိုအချင်းချင်းဟိုနယ်ဒီနယ်ဟိုနိုင်ငံဒီနိုင်ငံအုပ်ချုပ်တဲ့လူရန်စားတွေဈာမှာမြတ်စွာဘုရားရောက်ရှိသွားခဲ့ပူတယ်ဒီလိုဆိုလို့တော့ပေါ့နော်ဘယ်ဘဝင်လို့တော့ပြောတာမဟုတ်ဘူးအဲ့တော့မင်းဆိုရာဇာတွေရှိတဲ့အုပ်ချုပ်နေတဲ့ဒေသတွေကဒီစัจ java လာတွေမကဘူးတဲ့အထက်ကရာကတော့တခြားစัจ java လာတွေလည်းမြတ်စွာဘုရားကြွခဲ့တယ်အဲ့တော့ဒီစัจ java လာတွေမကဘူးမင်းဆိုရာဇာအတိုင်းဝိုင်းတွေကိုငါရောက်သွားခဲ့တာတွေကိုငါမှတ်မိနေသေးတယ်လို့ရှင်အနန္ဒာကိုဒီလိုစပြီးတော့ငါမှတ်မိနေတယ်အဲ့ဒီမင်းဆိုရာဇာပရိသတ်ထဲမှာငါအတူတူသူတို့နဲ့ထိုင်ခဲ့တယ်အတူတူထိုင်ခဲ့တယ်သူတို့နဲ့အတူတူစကားပြောခဲ့တယ်အတူတူတရားဓမ္မတွေကိုဆွေးနွေးခဲ့တယ်ဟောမြတ်စွာဘုရားသုံးတဲ့စကားလုံးလေးတွေကဘာတော့တဏ္ဍိသိဏပုပ္ပင်တဏ္ဍိသိဏပုပ္ပံသူတို့နဲ့ငါအတူထိုင်မှုတယ်အစည်းဝေးမှာပရိသတ်ထဲမှာငါသူတို့နဲ့အတူတူသွားပြီးတော့ထိုင်ခဲ့ဘူးတယ်တန်လပိတပုပ္ပံသူတို့နဲ့အပြန်အလှန်စကားပြောခဲ့ဘူးတယ်တာကိစ္စတမပစ္စိတပုပ္ပံအေးဆွေးနွေးမှုတွေလုပ်ခဲ့ဘူးတယ်ခုခေတ်ဘာဆွေးနွေးပွဲညာဆွေးနွေးပွဲတွေလုပ်နေကြတယ်လေအဲ့ဒီလိုသူတို့နဲ့ကောင်းလို့ရလောကရေးရာတွေကိုဆွေးနွေးခဲ့တယ်လို့ဆိုတာကိုမြတ်စွာဘုရားပြောဒါကဒီလောက်ပဲပြောပြမြတ်စွာဘုရားကိုယ်တိုင်ကသူရောက်ခဲ့တဲ့နေရာတိုင်းဟာဒီလိုပဲသူတို့နဲ့အတူထိုင်နေသူတို့နဲ့အတူစကားပြောတယ်ဆွေးနွေးတယ်ဆိုတာဒါတွေသူလုပ်ခဲ့မှုတယ်တဲ့အဲ့ဒီလိုသွားလို့တဲ့အချိန်မှာထူးခြားအံ့ဩမှုကတော့ဘာလဲလို့ဆိုလို့ရှိရင်ယာရိတကောတေတံဝန္နောဟောတိတာရိတကောမရှံဝန္နောသူတို့ရဲ့အသားရောင်တိုင်းပဲမြတ်စွာဘုရားအသားရောင်သူတို့ရဲ့မြင်ကွင်းမှာမြတ်စွာဘုရားထူးထူးခြားခြားကြီးဖြစ်မနေဘူးအဲ့ဒီပရိသတ်ထဲဝင်သွားလို့ရှိရင်အဲ့ဒီပရိသတ်ရဲ့အစင်းရောင်တိုင်းပဲမြတ်စွာဘုရားအဲ့တော့ဘာလို့ဒီလိုပြောင်းသွားတာတော့ဆို automatic ပြောင်းသွားတာလည်းဖြစ်နိုင်တယ်သို့မဟုတ်သူတို့မျက်စိထဲမှာလည်းဒီတိုင်းမြင်အကယ်၍အာဖရိကလည်းရောက်သွားလို့ဖွေးနေတဲ့အသားဖွေးဝေးလူတယောက်ဆိုရင်ထင်းထရှားရှားကြီးဖြစ်နေမှာပေါ့အဲ့ဒါလို့လူထုလူဆန်းကြီးဖြစ်ရင်ဟိုလူတွေကကြောက်လန့်ပြီးလက်ခံမှာမဟုတ်ဘူးသူတို့နဲ့အသားအရောင်မတူဘူးဆိုလို့ရှိရင်ထိတ်လန့်ပွေရာဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒါလို့ထိတ်လန့်စရာမရှိဘူးမြတ်စွာဘုရားဝင်သွားရင်သူတို့နဲ့တွေ့နေချလူလိုပဲအဲ့ထဲမှာသူတို့ပြောတဲ့စကားသံအတိုင်းပဲသူတို့လေယူလေသိမ့်အတိုင်းပဲဆိုပါစို့တဝဲရောက်ရင်တဝဲလေသံနဲ့ပြောမှာပေါ့ဘိတ်ရောက်ရင်ဘိတ်လေသံနဲ့ပြောမှာပေါ့နော်အဲ့ဒီပုံစံမျိုးပဲဖြစ်ယာရိတကောတေတံဒီအစင်းကလည်းသူတို့ရဲ့ကာလာသူတို့ရဲ့အသားရောင်တိုင်းပဲတဲ့အတန်ကလည်းပြောတဲ့လေယူလေသိမ့်ပြောဟန်ဆိုဟန်အတန်ကလည်းပဲသူတို့ရဲ့စကားသံအတိုင်းပဲပြောင်းလဲမှုမရှိဘူးလို့ဒီလိုဆိုလို့အဲ့ဒီပရိသတ်အလယ်မှာတကယ်ကိုဓမ္မလမ်းကြောင်းတရားဓမ္မတွေကိုသူတို့နားလည်အောင်ရှင်းပြပြီးတော့လိုက်နာကျင့်သုံးခြင်းအောင်နာပါချပြီးတော့သူဟာပြောဆိုနိုင်ခဲ့တယ်နော်အဲ့ဒါလို့တရားဓမ္မတွေမှန်ကန်တဲ့လမ်းကြောင်းတွေမတရားတာတွေမဖြစ်စေရအောင်အဲ့ဒီဓမ္မကိုမြတ်စွာဘုရားကဟောပြောတဲ့အခါမှာအဲ့ဒီမင်းဆိုရာဇာပရိသတ်ကြီးကအခုစကားပြောနေတာဘသူပါလဲလူလားနတ်လားလို့သူတို့မသိကြဘူးတဲ့သူတို့ထဲကအကြီးကဲတယောက်ယောက်စကားပြောနေတယ်လို့ပဲဒီလိုပဲထင်တယ်နော်အကြီးကဲတယောက်ယောက်ဟာစကားပြောနေတယ်
ဒါပေမဲ့ပြောလိုက်တဲ့စကားတွေကခါတိုင်းလို့မဟုတ်ဘူးအလွန်ကိုအကျိုးကြောင့်စီလျော်ပြီးတော့တရားနိလန်ကြတဲ့စကားတွေကိုမြတ်စွာဘုရားတရားဓမ္မတွေကိုဟောပြောခဲ့တာဖြစ်တယ်ဆုံးမတွေကိုပေးခဲ့တယ်အတွေးအခေါ်တွေကိုပြခဲ့တယ်အတွေးအမြင်တွေအယူအဆတွေမှန်ကန်တဲ့အတွေးအမြင်တွေကိုဟောပြောခဲ့တယ်တခါအဲ့ဒါလို့ပြောဆိုနေရကနေပြီးတော့သူ့နေရာကနေရုတ်တရက်ထွက်ခွာပျောက်ကွယ်သွားတဲ့အခါမှာလည်းပဲသူတို့ဟာမသိလိုက်ကြဘူးတဲ့ခုနကစကားပြောတာဘယ်သူပါလဲဆိုတာကိုမသိလိုက်ကြဘူးလူလားနတ်လားလို့တွေးတောကြံရကြတယ်လို့ဆိုလိုတယ်ပေါ့အဲ့ဒါလို့နီးနဲ့မြတ်စွာဘုရားဟာခတ္တိယပရိသတ်ထဲလည်းရောက်သွားတာပဲဗျမနပရိသတ်တွေထဲမှာဆိုလဲဗျမနတွေရဲ့လေသံနဲ့ရောက်သွားတာပဲဂါပတိပရိသတ်တွေကြားထဲမှာဆိုလဲဂါပတိပရိသတ်တွေရဲ့လေသံနဲ့ပဲသူရောက်သွားအသားရောင်ကလည်းသူတို့အသားရောင်ပြောဟန်ဆိုဟန်လေယူလေသိန်းကလည်းသူတို့လေယူလေသိန်းပေါ့အဲ့ဒါလို့မြတ်စွာဘုရားပရိသတ်နဲ့ဝင်ဆက်တဲ့အတန်မျိုးအနေထိုင်မျိုးအပြောဆိုမျိုးနဲ့တရားဓမ္မကိုလှက်ပတ်ပြီးတော့ဟောခဲ့ဘူးတယ်။ဩဘာလို့အတွက်ဒီလိုဟောတာလဲလို့ဆိုလို့ရှိရင်လောကသားတွေအတွက်အကျိုးဖြစ်ထွန်းမှုအတွက်မြတ်စွာဘုရားဒီဘဝမှာဒီအသိဉာဏ်တူမရတောင်မှပဲနောက်ဘဝတွေမှာဝါသနာပါဠိယတရားဓမ္မတွေကြားဘူးတယ်ရှိအောင်မြတ်စွာဘုရားဟာကြွရောက်ပြီးတော့ဟောပြောတယ်လို့ဒီလိုဆိုတယ်ပေါ့နော်အဲ့တော့ဒီသုတ်တံဟာအလွန်ထင်ရှားတယ်မြတ်စွာဘုရားရဲ့နေရာဌာနအမျိုးစုံကိုရောက်ခဲ့တယ်ဆိုတာကိုဘဝတွေနဲ့သတ်မှတ်မပြတော့လည်းပဲပိဋကတ်တွေအနေနဲ့သတ်မှတ်ပြခဲ့တယ်အေးသမဏတွေအတိုင်းဝိုင်းထဲမှာလည်းမြတ်စွာဘုရားရောက်သွားတယ်ရောက်သွားတဲ့အခါမှာလည်းပဲထို့တူပဲသူတို့စိတ်ဝင်စားတဲ့အကြောင်းအရာတွေတူတူပြောခဲ့တယ်ဆွေးနွေးခဲ့တယ်မဟုတ်ရင်မဟုတ်တဲ့အကြောင်းမမှန်ရင်မမှန်တဲ့အကြောင်းလမ်းမှန်ကိုပြပြီးတရားဟောပြခဲ့တယ်ဟောဒီလိုတွေမြတ်စွာဘုရားလောကသားတွေရဲ့အကျိုးဆောင်ရွက်တယ်စတုမာရိတာဝရိနာဆိုတဲ့နတ်ပရိသတ်တွေကြားထဲမှာလည်းရောက်သွားတယ်မာရပရိသတ်ကြားမှာလည်းပဲမြတ်စွာဘုရားရောက်သွားလို့သူတို့ရဲ့လွဲမှားတဲ့အတွေးအခေါ်တွေနဲ့ပတ်သက်လာရင်မာရတန်ရုပ်ကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားဟာမာရရဲ့လွဲမှားတဲ့အတွေးတွေနဲ့ဆန့်ကျင်ပြီးတော့မြတ်စွာဘုရားအမြဲတမ်းလမ်းကိုဖြောင့်ပေးခဲ့တယ်ဆိုပါစို့ဒီမာရပရိသတ်လို့ဆိုနိုင်တဲ့မမှန်မကန်တဲ့အယူဝါဒတွေကိုဖော်ပြလေရှိတဲ့ပုဂ္ဂိုလ်တွေကိုမှန်ကန်တဲ့လမ်းကြောင်းကနေဖော်ပြတာရှိတယ်ဖော်ပြပြီးတော့မြတ်စွာဘုရားကလမ်းဖြောင့်ပြီးတော့ပေးခဲ့တာမျိုးတွေရှိခဲ့တယ်ပေါ့အဲ့ဒါလို့လေးမြောက်ဒီနတ်တွေထဲမှာတချို့ကပြောတယ်နန္ဒတိပုတ္တိဟိပုတ္တိမာသာသမီရှိတဲ့လူကသာသမီတွေနဲ့ပျော်ရတယ်နှစ်သက်ရတယ်จิตနှံ့ရတယ်လို့ဆိုတဲ့အခါမှာမြတ်စွာဘုရားကသူ့ကိုလမ်းဖြောင့်ပေးလိုက်တယ်သောစတိပုတ္တိဟိပုတ္တိမာပျော်ရတာမဟုတ်ပါဘူးတဲ့တောကဖြစ်ရတာပါလို့ဒီလိုလမ်းဖြောင့်ပေးခဲ့တာမျိုးတွေတကယ်တော့လောကလူတွေဟာသာသမီလေးရလို့ပျော်တယ်ဆိုတဲ့အချိန်နဲ့သာသမီပေါ်မှာစိတ်ပူရတဲ့အချိန်ဘယ်ကများတော့ကိုယ့်ဘာကိုယ်ပဲတွက်ချစ်ပေါ့သာသမီရှိတဲ့ပုဂ္ဂိုလ်တွေအလေးနဲ့ထားပြီးတော့စဉ်းစားကြည့်သာသမီအတွက်စိတ်ပူရတဲ့အချိန်နဲ့သာသမီရလို့ကျေနပ်တဲ့အချိန်ဟာဘယ်လောက်များကွာခြားတယ်လဲဘယ်ဟာကများနေတယ်လဲဆိုတာဆိုရင်တော့ကဖြစ်ရတဲ့ဟာတွေကပိုများမယ်လို့ထင်ပါတယ်နော်ဒီလိုဆိုလိုတာပေါ့အဲ့ဒါကိုမြတ်စွာဘုရားဟာအလုံးကိုလမ်းဖြောင့်ပြီးတော့ဟောပြောလို့ရှိတယ်မပြည့်စုံသေးရင်ပြည့်စုံအောင်ပြောခဲ့တယ်နော်မမှန်ကန်သေးရင်အမှန်ပြင်ပေးခဲ့တယ်မာရပရိသတ်ထဲမှာလည်းမြတ်စွာဘုရားဝင်ရောက်ပြီးတော့တရားဓမ္မဟောပြောခဲ့တာဖြစ်တယ်ပေါ့ထို့တူပဲဗြဟ္မာပရိသတ်ထဲမှာဆိုလဲမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာကြွရောက်ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်ဗြဟ္မာပရိသတ်တွေရောက်ရှိတော့သွန်သင်ပြသဆုံးမပေးတော်မူခဲ့တယ်ဘယ်နေရာရောက်ရောက်မြတ်စွာဘုရားဟာသူတို့အသွင်သဏ္ဍာန်နဲ့ပဲရောက်သွားတယ်လို့ဒီလိုဆိုရပေါ့အဲ့ဒီမှာတကိုးတော်လို့ပဲပြောခြင်းပြောမြတ်စွာဘုရားရဲ့ဒီအစိမ့်တရားဆိုတာတမန်ပုဂ္ဂိုလ်တွေကဘယ်လိုလုပ်ထားတယ်လို့ကြံတွေးဖို့ဆိုတာမဖြစ်နိုင်တဲ့အရာတစ်ခုလက်လန်းမမိဘူးလို့ဒီလိုပြောအထက်ကရာမှာပြောထားတဲ့စကားလုံးလေးတစ်ခုကတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာကိုပြောလို့တဲ့ဘာသာစကားနဲ့ပြောတဲ့အခါမှာတဲ့မြတ်စွာဘုရားကဘုရားတရားဟောတဲ့ဘာသာပါဠိဘာသာနဲ့ပဲခေါ်ပြောတော်လဲတရားတစ်ပါးသောပုဂ္ဂိုလ်တွေကသူတို့နားထဲရောက်တဲ့အခါကျတော့ဘာသာပြန်ပြီးသားရောက်သွားတယ်လို့ဒီလိုဆိုတာ
ဒီကနေ့ခေတ်မှာလည်းပဲကြည့်လေကုလသမဂ္ဂမှာစကားပြောတဲ့အခါမှာပြောတဲ့စကားကအင်္ဂလိပ်လိုပြောတယ်ဆိုရင်လေသို့မဟုတ်ကိုယ့်ဘာသာနဲ့ကိုပြောတယ်ဆိုရင်လေအားလုံးဘာသာပြန်ပြီးတော့ဘေးကပုဂ္ဂိုလ်တွေကနားလဲကြတယ်ခဏခေတ်တော့စက်တည်းရဲ့အကူအညီနဲ့အဲ့ဒါလိုလုပ်ထားမြတ်စွာဘုရားကြတော့အစွမ်းတကူလေးပါမှာပေါ့မြတ်စွာဘုရားရဲ့ဒီအစွမ်းတတ္တိချောင်မို့လို့ဘာနဲ့ပဲပြောကြံတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ဘာသာနဲ့ကိုနားလဲကြတယ်လို့ဒီလိုဆိုတယ်နော်နားလဲလားအဲ့ဒီအဓိပ္ပာယ်မျိုးပဲဘယ်ပရိသတ်ထဲဝင်သွားသူတို့ရဲ့အသားရောင်အာဖရိကပရိသတ်ထဲဝင်သွားရင်မြတ်စွာဘုရားအသားရောင်ကလည်းအာဖရိကတွေကတော့သူတို့လူမျိုးလိုပဲထင်လိုက်တယ်ဥရောပပရိသတ်ထဲဝင်သွားလို့ရှိရင်လည်းသူတို့လူမျိုးလိုပဲထင်လိုက်တယ်တခြားအတိုင်းဝိုင်းနေတဲ့ဝင်သွားလို့ရှိရင်လည်းမြတ်စွာဘုရားကိုသူတို့လူမျိုးလိုပဲထင်လိုက်တယ်ဘာဖြစ်လို့တော့အသားရောင်တွေတူတယ်ပြောဟန်ဆိုဟန်တွေလေးဦးလေးသိန်းတွေစကားစံတွေအလုံးတူတယ်တရားဟောသွားတာဘယ်သူပါလိမ့်လို့ပဲတွေးကြံရကြတယ်ဒီလိုမြတ်စွာဘုရားအထူးခြားအံ့ဩဖွယ်ရာလောကသားတွေရဲ့အကျိုးကိုတည်ပိုးဆောင်ရွက်တော်မူခဲ့တာအဲ့ဒီအကြောင်းကိုမြတ်စွာဘုရားသက်တော်80ပြည့်ပြီးတဲ့အခါမှာရှင်အနန္ဒမထေရမြတ်ကိုမြတ်စွာဘုရားကရှင်းလင်းဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကနေ့ခေတ်တချို့လူငယ်လူရွယ်တွေသိကျင်ကြတယ်မြတ်စွာဘုရားအာဖရိကကြွဘူးသလားဥရောပကြွဘူးသလားနော်ဂျပန်နိုင်ငံကြွဘူးသလားဆိုရင်ကြွဘူးတယ်လို့ပဲဖြေရမြတ်စွာဘုရားရောက်ခဲ့တယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲငါသိတာနဲ့ဟောပြောတဲ့ဟာသိတာကလက်တဆုပ်စာလေးဟောပြောတာလက်တဆုပ်စာလောက်ပဲရှိတယ်သိတာကဒီတောထဲမှာမြတ်စွာဘုရားကတိရွက်ကိုလက်ထဲမှာဆုပ်ပြီးတော့ယဟန်တွေကိုမိန့်ကြားမှုတဲ့စကားရှိတယ်ပေါ့ငါသိတာဟာဒီတောကြီးလောက်များတယ်ဟောတဲ့အကြောင်းအရာကတော့လက်တဆုပ်စာလောက်ပဲရှိသိသမျှငါဘုရားအကုန်ဟောတာမဟုတ်ဘူးလို့ဒါကြောင့်မို့လို့မြတ်စွာဘုရားရောက်တဲ့နေရာတွေကလည်းအလွန်များမှတ်တမ်းတင်ထားတာကနေပါလို့သာလဲဒီနေရာဒီဒေသလေးလောက်ပဲမြတ်စွာဘုရားရောက်ဖူးတယ်လို့မြန်မာနိုင်ငံအနေနဲ့ပြောရဆိုရင်မြတ်စွာဘုရားဟာ၄ချိန်လောက်ကြွဘူးတာရှိတယ်။တီဟိုနိုင်ငံမှာ၃ချိန်ကြွဘူးတယ်ဆိုတာသူတို့မှတ်တမ်းလုပ်ထားတယ်ပေါ့။မြန်မာနိုင်ငံမှာလည်းပဲဘုရားဟာဘုရားသမိုင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်စကိုင်းတောင်ရိုးကြွတာတို့မန္တလေးကြွတာတို့ဒီနာကအားလုံးရွှေစက်တော်တို့အဲ့ဒီပဲကြွတာတွေတို့ဆိုတဲ့သမိုင်းမှတ်တမ်းတွေအောက်ပြည်မှာကြွတယ်ဆိုတဲ့သမိုင်းမှတ်တမ်းတွေအဲ့ဒီဘုရားသမိုင်းတွေဖတ်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားမြန်မာနိုင်ငံကိုချိန်ချိန်ကြွလာခဲ့တယ်လို့ဆိုနိုင်စရာရှိတယ်ပေါ့မကြွဘူးလို့လည်းညင်းစရာမရှိဘူးဘာကြောင့်လဲဆိုရင်တကူအစွမ်းတကူနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာအကြောင်းကိစ္စရှိလာလို့ရှိရင်ရုပ်တရက်ကြွပြီးအခုလို့တရားတွေရဲ့အကျိုးကိုသိဖို့မှာပဲဆိုတာသိချပေါက်ရှိတယ်ပေါ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းဆောင်ရွက်ချက်ဟာအလွန်ပဲဒီကြီးမားချက်ပြန့်လှပြီးအလွန်ပဲကြည်နူးဝမ်းသာပွေရာကျေးဇူးတင်စရာအလွန်ကောင်းလို့မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအောက်မေ့ပြီးတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေမိမိတို့တဏ္ဍာမှာရောက်ရှိအောင်လိုက်နာကျင့်သုံးဖို့တို့တွေဟာအရေးကြီးပါလားလို့ကိုယ်စီနှလုံးထားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားများကိုလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း